Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ရောက်နေတာတော့တာဖေတကားပေါ့နော်ချင်းမိုင်မြို့မှာရှိတဲ့တာဖေတကားဖြစ်ပါတယ်တာဖေ gate ပေါ့ဆိုတော့ဒီကောင်ကချင်းမိုင်မြို့ရဲ့အထင်ကြီးက tourist attraction နေရာတစ်ခုလည်းဖြစ်တာပေါ့နော်tourist တွေကတော့လာတယ်ဒီမှာထိုင်းဝက်စားတွေဝတ်မယ်တပ်ပုံတွေရိုက်မယ်ပြီးရင်ဒီနီးနားပတ်ဝန်းကျင်ကလည်းလုံးဝ coffee ဆိုင်တွေပွဲတော်တွေအများကြီးလုပ်တဲ့နေရာတွေအများကြီးရှိတယ်ပေါ့နော်ဆိုင်အများကြီးပဲ tourist တွေလည်းဒီနားအများကြီးလာကြချင်းမိုင်ကိုရောက်တော့ဒီနေရာမရောက်ဖြစ်လာကြတဲ့နေရာတစ်ခုဖြစ်တော့သူကဒါကျွန်တော်ကအခုဒီဘက်ကရိုက်နေတာကဒါမြို့တွင်းပေါ့နော်မြို့အတွင်းဘက်ကနေရိုက်တာဟိုဘက်မှာကဟိုဘက်မှာဗီဒီယိုထဲမှာဟိုဘက်မှာရှိနေတာဒါမြို့ပြင်ဘက်အဲ့ဘက်မှာကျတော့ကွင်းမြင်ရှိတယ်အဲ့ကွင်းမြင်မှာတော့သူတို့အခုချိန်ထိလည်းသူကပွဲတော်တွေပါလှုပ်တာပေါ့နော်လိုက်ကထုံတို့ပါလို့ဆိုအဲ့မှာပဲလှုပ်တယ်ပေါ့ဒါချင်းမိုင်ရဲ့အထင်ကြီးပွဲတော်တွေပေါ့ဆိုတော့ဒီတာဖေတကားအကြောင်းလေးပြောချင်တာဆိုတော့ဒီကောင်ကချင်းမိုင်မြို့စတီထောင်တဲ့ကိုကမြို့အင်္ဂါရဲ့အနေနဲ့စောက်ခဲ့တဲ့တကားပဲဗျာလန်နာကင်းတန်ပေါ့နော်ဒါလန်နာကင်းတန်ရဲ့မြို့တော်ကချင်းမိုင်ပေါ့ဒါလန်နာကင်းတန်က1300ဝန်းကျင်ပေါ့1294 96အဲ့လောက်မှာစပြီးတော့တီထောင်တယ်တီထောင်တော့ဒီချင်းမိုင်မြို့ကနေမြို့တော်မြေတီထောင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့ဇင်းမယ်ခေါ်တယ်ချင်းမိုင်ဆိုတော့ကျွန်တော်တို့ကဇင်းမယ်လို့ခေါ်တာအတူတူပါပဲအတန်ထွက်ပဲနည်းနည်းကွာသွားတာကျွန်တော်တို့တမိုင်းတွေမှာတော့ဇင်းမယ်လို့ပဲရေးတယ်ဇင်းမယ်ဆိုတာချင်းမိုင်ပဲဆိုတော့သူတို့ကဒီထောင်နေဆိုတော့1200 1300စုပေါ့နော်1300စုမှာစပြီးထောင်လိုက်တယ်ဆိုတော့အခုဆိုရင်တော့ဒီတကားက2920လောက်ဖြစ်သွားမှာပေါ့နော်2900ကျော်လောက်ဖြစ်နေဒါပေမဲ့ဒီအခုမြင်နေရတဲ့ဥစ္စာတွေကတော့ original တိုင်းတော့မဟုတ်တော့ဘူးသူတို့ပြန်ပြုပြင်ထားတာကျွန်တော် live ဖတ်ကြည့်လိုက်တာတော့1985 86မှာပြန်ပြုပြင်ထားတယ်ပြီးတော့အကြီးစားပြုံပြန်လုပ်ထားတာပေါ့ငကိုမူရင်းပုံစံတိုင်းပြန်ရအောင်ဆိုပြီးတော့ဖန်တီးထားတယ်လို့တော့ဆိုတယ်ပေါ့နော်အဲ့တော့ဒီလာနာကင်းတန်းစတီထောင်ပြီးတဲ့အချိန်မှာဖြစ်ဒီတကားကတာဖေဆိုတာကတော့ဖောင်စိတ်လို့အိဗယ်ရဖောင်စိတ်ပေါ့နော်အရင်တော့မြို့ဝင်ထွက်အနေနဲ့လုပ်တယ်နောက်ပိုင်းကျတော့ချင်းမိုင်ကတဖြည်းဖြည်းတိုးတက်ဖွံ့ဖြိုးလာတဲ့အခါကျတော့အကုန်သွယ်ရေးညာဗဟိုချက်တွေလည်းလုပ်တဲ့နေရာဖြစ်လာတာပေါ့နော်ဒီတကားကနေပြီးတော့အဲ့ဒါနဲ့ပဲချင်းမိုင်တဖြည်းဖြည်းတိုးတက်လာတယ်နောက်ဆုံးတော့ဒီထိုင်းနေရဲ့လက်အောက်တော့ရောက်သွားတာပေါ့အယုဒ္ဓယဘုရင်ရဲ့လက်အောက်ကိုတော့ရောက်သွားတယ်လက်အောက်ကိုရောက်တယ်ဆိုပေမဲ့တိန်းတာတော့မဟုတ်ဘူးဒီလိုပဲပနာဆက်ဩဇာခံနိုင်ငံတွေနဲ့ရောက်တယ်ပေါ့ကျွန်တော်တို့မြန်မာတွေကတော့ကျွန်တော်တို့ရဲ့ထုံးစံတိုင်းကျွန်တော်တို့ပြည်တော်မီဒီယာကြီးတောင်ငူခေတ်ပေါ့နော်အရှိတော်အရှာမှာအကြီးဆုံး empire ထူထောင်ခဲ့တဲ့အာသံမဏိပူရကနေလာအိုးဒီထိုင်းလေပိုင်းအယုဒ္ဓယလောက်ထိကိုတိန်းခဲ့တဲ့ချိန်ပေါ့အဲ့ချိန်မှာတော့ဒီလာနာကင်းတန်းကလည်းဇင်းမယ်ကလည်းပြင်းတော်ရဲ့လောက်ကိုရောက်လာတာပေါ့ပြင်းတော်ကဒီနေရာမှာအပြင်ကနေထားပြီးအုပ်ချုပ်တယ်လာနာကင်းတန်းကိုပြီးတော့အဲ့တော့ဒီနေရာကတာဖေဂိတ်ကဒီနေရာသူတို့ရဲ့စီးရေးဘိုချက်လိုနေရာဖြစ်လာတာပေါ့ဒီနေရာကိုသိမ်းလိုက်ပြီဆိုရင်ဒါချင်းမိုင်ကိုရသွားပြီဇင်းမယ်ကိုရသွားပြီဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့လိုမျိုးနဲ့ဖြစ်လာခဲ့တယ်နောက်ပိုင်းကျတော့ဘယင်းတောင်တို့ကဒီမှာမြန်မာတွေကနေပြီးတော့200လောက်အုပ်ချုပ်ခဲ့တာပေါ့200စုလောက်ကိုအုပ်ချုပ်ခဲ့တာ16ရာစု1558ပေါ့နော်ကျွန်တော် reset နည်းနည်းလုပ်ထားလိုက်တော့1558လောက်ကစပြီးတော့အုပ်ချုပ်လိုက်တာပေါ့နော်1980လောက်ထိကိုအုပ်ချုပ်လိုက်တာနောက်ပိုင်းမှာကျတော့1980မှာတော့အင်အားလျော့နေလာတဲ့အခါကျတော့ယူရီးယားဘရင်ခိုင်းဘရင်တက်ဆင်ကနေပြီးတော့ပြန်သိမ်းသွားတယ်ပြန်သိမ်းတဲ့အခါကျတော့လေဒီတကားကိုဒါစီးရေးဖို့ချက်ဖြစ်နေတော့ဒီတကားကိုပဲသူတို့လာတိုက်ရတော့လာတိုက်လိုက်တဲ့အခါကျတော့အဲ့ချိန်မှာရသွားခဲ့တယ်ရသွားခဲ့ရကနေခုချိန်ထိဒါထိုင်းရဲ့လောက်ကိုပြန်ရောက်သွားခဲ့တာပေါ့နော်ချင်းမိုင်ကဟောလာနာကင်းတန်းကလည်းအဲ့ချိန်မှာထိုင်းရဲ့လောက်ကိုလုံးဝအပြီးတိုင်ကြားရောက်သွားခဲ့တာခုချိန်ထိပဲပေါ့1900လောက်ဆိုတော့အခုဆိုနှစ်250လောက်ဖြစ်သွားပြီပေါ့ဟုတ်ချိန်မှာတော့ချင်းမိုင်ကတကယ်ကို tourist attraction နေရာကြီးဖြစ်နေပြီဒီမျိုးလုံးမှာ tourist တွေကြီးပဲ foreigner တွေကြီးပဲအများကြီးပဲကျွန်တော်ချင်းပါတယ်ကိုလေးတွေပြတ်သွားနေကြမင်းနာမှာလည်း foreigner တွေကြီးပဲဒီတကားကိုရောက်ခဲ့လို့ရှိရင်ချင်းမိုင်ကိုရောက်ခဲ့လို့ရှိရင်ဒီတကားကိုလာပြီးတော့တပိုးရင်းပါလေးရိုက်ရင်းနဲ့လဲကျွန်တော်တို့သမိုင်းလေးတွေလည်းပြန်ခန်းစားလို့ရအောင်ပေါ့နော်ကျွန်တော်ကတော့အခု coffee ဆိုင်လေးကနေထိုင်လို့ကြည်လေးနဲ့စိတ်ကူးလေးပေါက်လို့ပြောလိုက်တာပါပြီးရင်တော့အထဲကိုတော့တစ်ချက်ဝင်ကြည့်အောင်မယ်ဝင်ကြည့်ပြီးရင်တော့လဲပုံလေးတွေထည့်စရာရှိလဲနည်းနည်းထည့်တင်ပေးပါမယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ခုလိုနားထောင်ပေးရ
ခွန်ထိုင်းနေရဲ့ပတ်စံရှာနီးတစ်ပြို့ပေါ့နော်ဒီမှာမှာခိုးလေးတွေကိုစာကျွေးတယ်ခိုးလေးတွေစာကျွေးတယ်ပြီးရင်ပြီးရင်လမ်းအောင်လုပ်လိုက်တယ်ခိုးလေးတွေပြန်သွားတယ်ပေါ့နောက်ခံတတိုင်းနဲ့ခိုးလေးတွေပြန်တဲ့ပုံကိုရိုက်တယ်ပြီးရင်သူတို့ TikTok မှာ edit မှာလုပ်ပေးသေးတယ် service တွေအရန်ကောင်းတယ်ခုနကျွန်တော်တော့ edit လုပ်မလားပုံရိုက်မလားမေးနေကျွန်တော်ကိုယ့်ဟာကိုယ်ပဲရိုက်ပဲလို့ရိုက်ကြတာပဲဗျာတဲ့မရိုက်မဖြစ်ဒီကောင်မလေးလာနော်အဲ့ဒီကွင်းမြင်ကြီးပေါ့နော်ဒါခုနကျွန်တော်ပြောတဲ့ like ကထုံးဘာညာလောက်တဲ့ကွင်းမြင်ကြီးဒီလိုဇုံတွဲလေးတွေလည်းဒီလို defan လို့ကောင်းတဲ့နေရာလေးတွေပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ခုလိုစုံထိကြည့်ပေးတဲ့အတွက်ကြောင့်နောက်ဗီဒီယိုလေးတွေကိုလည်းစောင့်မျှော်အားပေးကြပါဦးလို့